ဘက်ကနီနီခင်ဆိုဒီဘက်ကနီနီတန့်လေ ဒီနေ့ကနီနီကဒီမှာ ဟာလုံးချောโอเคတဲစားလိုက်ပြီ Final challenge ဟုတ်တယ် ရှိရလား ရှိသေးတယ် You're my reason I love you မေးစီနှစ်ထပ်ပြောက်ချင်တာဟုတ်အဲ့လိုအစီဖြော်စီလို့ဟာမျိုးထိုးလို့ရတယ်ဒီမှာစေးထိုးအပ်တွေပါကြောက်လားဟုတ်စေးထိုးကနည်းနည်းလေးကြောက်တယ် အဲ့ဒါလည်းရပါတယ် anti downdraft treatment ရှိတယ်လို့ပြောလဲရတယ်ပေါ့နော်ဒါပေမဲ့နောက်တေချောင်းတော့လိုက်မေးရင်တော့ပူကောင်းတာပေါ့နော်တကယ်ဘောဖောက်ထားတာမှန်ရဲ့လားပေါ့နော် မဲကြောက်လို့ဟာမျိုးလေးတွေဖြစ်လာမျက်နှာပေါ်မှာဒါမျိုးသမီးရိုက်ကြုံတွေ့ရ level မှာဆိုလည်းမမကူမဲကြောက်တွေခုချိန်ကြီးကြံသေးရဲ့ ဒီတဲကတော့ recommend ပေးချင်တာဆိုရင်မျက်နှာလေးလည်းတိတိလိုလှလှလေးဖြစ်နေတယ်ကက်ချက်ကက်လေးဖြစ်နေတယ်ဆိုတော့ high full လေးလို့ကိုတော့ recommend ပေးချင်တယ် final day ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ် ပေါင်160ကနေပေါင်120ကျော်မမချခဲ့တာဆိုတော့ပေါင်40လောက်ပေါ့နော်